ဒီတစ်ပတ်ဦးထုံးပြောချင်တဲ့ဇာတ်လမ်းလေးကတော့ရိုးသားချင်းရဲ့ဆူလဲဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ရွာသားရဆိုတဲ့ရွာလေးတစ်ရွာမှာမောင်ဖုံးဆိုတဲ့လူငယ်လေးတစ်ယောက်ရှိတယ်လေ။လူငယ်လေးမောင်ဖုံးကနေ့စဉ်နဲ့အမျှနွားကြောင်းတဲ့အလုပ်ကိုလုပ်ကင်နေရတဲ့သူပေါ့။လူငယ်ဟာရိုးသားပြီးစိတ်ထားဖြူစင်တဲ့သူတစ်ယောက်ဖြစ်တာမို့ရွာလူရွာသားတွေရဲ့ချစ်ခင်မှုကိုလည်းခံနေရတဲ့သူပေါ့။ဒီနေ့လေသူ့ရဲ့ထုံးလဲစင်လာအတိုင်းသူဟာနွားအုပ်များကိုတောင်ကုန်းလေးရဲ့အဒီမှာရှိတဲ့မြက်ကင်းစိမ်းမြေပေါ်မှာအေးချမ်းစွာနွားကြောင်းနေခဲ့ပါလေအဲ့ဒီလိုနွားကြောင်းနေတော့မှပဲလမ်းမပေါ်မှာလွယ်တလုံးပကုံးတွေလွယ်ထားတဲ့ဖိုးအိုတူကိုမောင်ဖုံးကတွေ့လိုက်ရပြန်ပါလေအဲ့ဒီဖိုးအိုဟာလမ်းလျှောက်လာရဲ့ရုတ်တရက်ကောင်းမှုပြီးဒိမနိုင်သိမရဖြစ်ကလဲတော့မလို့ဖြစ်နေတာကိုမြင်လိုက်ရပါတယ်ဟာဖို့ဘာဖြစ်တာလဲမသိဘူးလဲတော့မှာပဲဒီမြင်မှုကိုမြင်လိုက်ရတဲ့မောင်ဖုံးဟာဘာလို့မှမစင်စားတော့ပဲနွားတွေကိုထားခဲ့ပြီးအဖိုးကိုရှိရစီအပြေးလွှားသွားခဲ့ပါတော့တယ်အားရင်ချိနေနေတဲ့အဖိုးကိုမလဲကြအောင်အချိန်မီဖမ်းထိန်လိုက်နိုင်ခဲ့ပြီးအရေးကောင်းတဲ့တင်းအောင်ကိုတွက်ပေါ်ခဲ့ပါလေခဏကြာတော့တတိပြန်ရလာတဲ့အဖိုးဟာမောင်ဖုံးကိုကျေးဇူးတင်ကြအောင်ပြောပါလေအဲဒီနောက်သူ့ပကုံးပေါ်ကလွယ်အိတ်ကိုဖြည့်ပြီးမောင်ဖုံးကိုပေးပါလေကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လူလေးဒီလွယ်အိတ်ကိုဖွင့်ကြည့်လိုက်ပါအဖိုးစိတ်ချလက်ချခဏနားယူလိုက်ပါဦးမယ်မောင်ဖုံးကအဖိုးကိုခန်းလိုက်တဲ့အတိုင်းလွယ်အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါသူ့မျက်လုံးတွေပြူးကျသွားပါလေလွယ်အိတ်ထဲမှာကရွှေငွေကြောက်တံပလင်များတွေအပြည့်ပါနေတာပေါ့သူ့တသက်နဲ့တကူမမြင်ဘူးတဲ့ရန်နာတွေဟာနေရောင်အောက်မှာလဲတောက်ပနေတာကိုမြင်ရတော့မောင်ဖိုးဟာဝမ်းသာရလုံးလုံးကားခုန်ချင်းသိတောင်ပေါက်သွားပါလေရန်နာတွေမြင်ပြီးတဲ့နောက်မောင်ဖိုးကအဲ့ဒီနေရာမှာပဲခေါင်းငုံပြီးအချိန်တော်ကြာစဉ်းစားနေခဲ့ပါလေဒီရန်နာတွေဟာဘလို့မှတန်ဖိုးဖြစ်နိုင်တဲ့ပစ္စည်းတွေပါလားဒီရန်နာတွေကိုဖွက်ထားလိုက်ရင်တလုံးချမ်းသာစွာနေနိုင်ပါပဲလို့မောင်ဖုံးကစဉ်းစားနေပါလေဒါပေမဲ့မောင်ဖုံးရဲ့ရိုးသားတဲ့စိတ်ရင်းကဒါတွေဟာငါပစ္စည်းမဟုတ်ဘူးငါပိုင်တဲ့ပစ္စည်းမဟုတ်ဘူးအဲ့လိုပဲအချိန်ချင်းပြောနေခဲ့ပါလေအဖိုးဟာအဖိုးပဲရောက်တော့ပါလေသူကအဖိုးကိုရှာမတွေ့တော့ပါဘူးလေကွယ်ဒီလိုနဲ့ပစ္စည်းတွေကိုလက်ထဲမှာကန်ရင်သူစဉ်းစားနေပါတယ်ဒီပစ္စည်းတွေကငါရဲ့ပစ္စည်းမဟုတ်တဲ့အတွက်ဒါတွေကိုငါပိုင်တာလည်းမဟုတ်တဲ့အတွက်ရွာသူကြီးစီအပ်လိုက်တာကောင်းပါတယ်လို့သူစဉ်းစားဆုံးဖြတ်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲသူ့ရဲ့နွားတွေကိုဒီတိုင်းထားခဲ့ပြီးသူဟာရဲနာတွေအပြစ်ပါတဲ့လွယ်အိတ်ကိုကင်ပြီးတော့ရွာသူကြီးနေတဲ့အိမ်ကိုသွားတာဖြစ်ချောင်းကုံစင်ကိုပြောပြနေခဲ့ပါတယ်ရွာသူကြီးကလည်းမောင်ဖုံးရဲ့ရိုးသားမှုကိုအံ့ဩချီးကျူးပြီးသူ့ရဲ့အနံ့မှုကိုလက်ခံခဲ့ပါလေတကယ်တော့လဲကြသလိုဟန်ဆောင်တဲ့အဖိုးဟာဉာဏ်ပညာရှိပြီးရိုးသားမှုကိုရှာဖွေနေတဲ့ဘီရင်တပါဖြစ်ပါတဲ့ကွယ်နောက်လေးမနေ့မှာပဲဘီရင်ကြီးဟာအချွေရန်ပေါင်းသိနေနဲ့ရွာသားရမှာရှိတဲ့ရွာသူကြီးအိမ်ကိုရောက်လာခဲ့ပါတယ်မောင်ဖုံးရဲ့စိတ်ကိုစမ်းသပ်ခဲ့တာဖြစ်တယ်လို့ရွာသူကြီးနဲ့ရွာသူရသားတွေရှိမှာပဲဘီရင်ကြီးကပြောဆိုခဲ့ပါတယ်ဘီရင်ကြီးကလည်းမောင်ဖုံးကိုရွှေငွေရတနာတွေနဲ့ကြီးမြောက်လိုက်တယ်ရွာသူကြီးကမောင်ဖုံးရဲ့ရိုးသားမှုကိုအံ့ဩချီးကျူးပြီးငါတို့ရရဲ့ဂုဏ်ယူစရာပဲရန်နာတဲ့တန်ဖိုးထက်ဒီလူငယ်ရဲ့ရိုးသားမှုဟာပိုပြီးတန်ဖိုးကြီးမားတယ်ရွာသူကြီးနဲ့ရွာသူသားတွေဟာမောင်ဖုံးကိုဝိုင်းပြီးချီးမွမ်းခဲ့ကြတယ်ဒီပုံမြင်ကနေတသားမမီတို့တွေဗာတင်ရမ်းသာရလိုက်ကြတယ်လေပြောကြည့်ပါဦးနော်ရိုးသားမှုဟာရန်နာအလုံးထက်ပိုပြီးတန်ဖိုးကြီးတယ်ရိုးသားသူဟာဘယ်တော့မှအရှုံးမရှိတဲ့တစ်ချိန်ချိန်မှာမမျှော်လင့်ပဲကောင်းကျိုးချမ်းသာများနဲ့ပြန်လည်ဆုံတွေ့ရမှာဖြစ်ပါကြောင်းဦးထုံးဒီဇလန်ကို
တင်ဆက်လိုက်ရပါမယ်